ဒီမှာမေးရတာတွေတခုတွေ့လို့ဖတ်ပြမှာနော်လယ်မြေတွေကိုတဲ့စိတ်ယုံလုံးယုံစောက်ထားရင်ရောဗျာတဲ့ဒီမှာကျွန်တော်ရဲ့ comment တွေမှာအများကြီးမှန်တာတွေ့တယ်ကျွန်တော်ဒါလေးဖြည့်ပေးမယ်နော်တချို့ကျတော့စိတ်ယုံလုံးလယ်မြေကိုစိတ်ယုံလုံးရှောက်တာရှိတယ်စောက်ထားတာရှိတယ်စီဆိုင်ရှိတယ်ဟိုတယ်ရှိတယ်တချို့ကျတော့ကျောင်းတွေရှိတယ်တချို့ဖုန်းကြောင်းစောက်လို့ရလားစသည်ဖြင့်မေးလာတဲ့လူအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်ဒီဗီဒီယိုလေးကိုကျွန်တော်ဖြည့်ပေးမယ်အဓိကလယ်မြေကိုကျွန်တော်တစ်ခါရှေ့မှာပြောထားတယ်အိမ်စောက်နေလို့မရဘူးလို့ပြောထားတယ်နော်အိမ်စောက်နေလို့မရဘူးလို့ပြောထားတယ်ဒါပေမဲ့အစိုးရကနေပြီးတော့တရားဝင်ခွင့်ပြုပြီးတော့အခုကျွန်တော်တို့ဘကိုးမှာလည်းရှိတယ်လယ်မြေကိုပဲသူတို့တွေမြို့မြေတိုးချဲ့လာတဲ့ခါကျတော့အခုအကွက်ရိုက်ပြီးတော့ကျွန်တော်တို့တွေအကွက်ရိုက်ပြီးတော့ဆရာမတွေကိုပြန်ပေးတာတွေရှိတယ်။နော်ဝန်ထမ်းတွေကိုပြန်ပေးတာရှိတယ်။ဒါမျိုးတွေလည်းရှိတယ်။နောက်ပြီးတော့စက်ရုံအလုံးုံတွေလုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဘာလုပ်ရလဲဆိုရင်အခြားနည်း30ခွင့်တော့ရှောက်ရတယ်။နော်အခြားနည်း30ရှောက်ရတယ်။ကိုကကျောင်းနဲ့လုပ်ချင်လားဆေးရုံနဲ့လုပ်ချင်လားဟိုတယ်နဲ့လုပ်ချင်လားစက်ရုံနဲ့လုပ်ချင်လားဒီပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဘာနဲ့ကြလဲဆိုတာမှမူတည်ပြီးတော့ကိုလုပ်ချင်တဲ့လုပ်ငန်းတစ်ခုကိုရှောက်ရတယ်။အဲ့ဒီကြတဲ့လုပ်ငန်းတစ်ခုနဲ့ကိုကအလုပ်လုပ်ရတယ်။ဒါမျိုးကြတယ်ကိုရှောက်ချင်တဲ့အရာတစ်ခုပေါ့ကိုလုပ်ချင်တဲ့လုပ်ငန်းတစ်ခုကိုပြရတယ်။အဲ့ဒါအခြားနည်း30ခွင့်လို့ခေါ်တယ်အဲ့လိုအခြားနည်း30ခွင့်ရှောက်ပြီးပဲဆိုပြန်ကြလာတဲ့ခါရင်ကိုရှောက်တဲ့လုပ်ငန်းနဲ့အလုပ်လုပ်ပိုင်းမရှိတယ်နော်ဒီလိုမျိုးဆိုရင်ကျွန်တော်တို့လယ်မြေကိုအခြားနည်း30ခွင့်တွေရှောက်တယ်ချို့ကြတော့ဆေးရုံတွေစောက်တယ်ကျောင်းတွေစောက်တယ်ဘုံကျောင်းတွေစောက်တယ်စသည်ဖြင့်ဘလို့ပုံစံမျိုးဖြစ်လယ်မြေကိုအခြားနည်း30ခွင့်ပြန်ရှောက်မယ်ဆိုရင်အဆင်ပြေတဲ့နည်းလမ်းဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကိုစိုင်းပါ